ဒီနေ့တွက်ပြပေးသွားမယ်ပု္ပ္ပစာချိုးကတော့ IGCSE ဆရာကြီး paper 42မှာမိသွားတဲ့ပု္ပ္ပစာချိုးကိုတွက်ပြပေးသွားမှာဖြစ်ပါတယ် Question number 1A မှာ a fruit drink is made using 1.5 liter of apple juice and 450 milliliter of mango juice. Write the ratio apple juice ratio mango juice in its simplest form. အဲ့တော့ကလေးတို့ number 1 အမှာမိထားတာဒီ ratio ပု္ပ္ပစာမိထားတာဖြစ်ပါတယ် ratio ပု္ပ္ပစာဆိုရင်ပထမဆုံးသတိထားမှာကျတို့ဒီ unit တွေတူလာရင်ကြည့်မယ် liter နဲ့ milliliter unit မတူ unit ချိန်ဖို့လိုအပ်တယ်အဲ့တော့ unit ဆက်သွယ်ချက်ဒီ1 liter equal to 1000 milliliter ရှိတယ်ဆိုတာသိရမယ် liter to milliliter ဆိုရင်1000နဲ့ multiply လုပ်ပြီးတော့ milliliter to liter ဆိုရင်1000နဲ့ divide လုပ်ရမယ်အဲ့တစ်ချက်ကိုအရင်ဆုံးသိရမယ်နောက်တစ်ချက်ကလေးတို့ဒီ apple juice ratio mango juice မှာ apple ကအရှေ့မှာနေပြီးတော့ mango ဒီအနောက်မှာထားအဲ့လိုမဟုတ်ပဲကလေးတို့ပြောင်းပြန်အရှေ့နောက်ဆိုရင်လည်းအဖြေမှန်မှာမဟုတ်ပါဘူးအဲ့တော့ဒီချက်က milliliter ကနေ liter ကိုပြောင်းမဲ့အတွက်ကြောင့်မို့1000နဲ့ divide လုပ်လိုက်ပါမယ်1.5 ratio milliliter to liter ဖြစ်တဲ့အတွက်1000နဲ့ divide လုပ်လိုက်မယ်450 divided by 1000အဲ့တော့ဒီမှာရတာဒီ1.5 ratio 3လုံးဖြစ်တဲ့အတွက် decimal 3လုံး 0.45 ရတယ်အဲ့တော့ဒါဒီအကုန်လုံးကိုဒီချက် decimal ဖြောက်လိုက် decimal ဖြောက်ဖို့ဆိုရင်ဒီမှာဒီအနောက်ကဟာကိုကြည့်လိုက်မယ်ဒု decimal ဖြစ်တဲ့အတွက်ဒီချက်100နဲ့ multiply လုပ်မယ်150အရှေ့လည်း100နဲ့ multiply လုပ်မယ်နောက်ကိုလည်း100နဲ့ multiply လုပ်လိုက်ရင်45ရတယ်အဲ့တော့ဒါကို simplest form ပြောင်းမယ်15တလီ15 15 3ညလီ3ည15 3လီ45အဲ့တော့အဖြစ်ဒီ10 ratio 3ရတယ် Number B 1 liter of fruit drink is shared between 3 cups the amount in the cup in the ratio 9 ratio 6 ratio 10သူပေးထားတာဒီ ratio နဲ့ပေးထားတယ်ပြန်ပြီးတော့ရှာခိုင်းတာဒီ calculate the number of milliliter in each cup ခွက်တစ်ခုထဲမှာရှိတဲ့ amount ပမာဏ number of milliliter ကိုပြန်ရှာခိုင်းတယ်အဲ့ဒီမှာကလေးတို့က1 liter နဲ့1 liter မှာ1000 milliliter ရှိတယ်အဲ့တော့ဒီဥစ္စာကို1000နဲ့ဒီဆိုတော့ multiply လုပ်ရမယ်ဆိုတာမှတ်ထားမယ် ratio မှာ ratio အတွက်တဲ့နေ့ဒီ ratio တွေအကုန်လုံး total ratio ပေါင်းပြီးတော့မှလိုအပ်တဲ့ each ratio တစ်ခုချင်းစီရှာတဲ့ဟာလည်းရှိတယ် constant number တစ်ခုထားပြီးရှာတဲ့ပုံစံလည်းရှိတယ်ဒီချက်ဒါဒီ total ratio ကိုပေါင်းလိုက်ပါမယ် total ratio ဒီ9 plus 6 plus 10ရတယ်25 total ratio က25ဖြစ်တယ်အဲ့တော့9အတွက်ကိုတွက်မယ်ဆိုရင် for 9 ratio အတွက်ဆိုရင်9 over 25 multiply milliliter နဲ့လိုချင်တဲ့အတွက်1 liter ကို1000ရှိတယ်1000 milliliter နဲ့ဆင်မ divide လုပ်လိုက်မယ်25တလီ25 25လီလီ100 25 3ညရီ3ညအဲ့တော့6လီလီ36ဒါ360 milliliter တခုရနောက်ထပ်6အတွက်တွက်မယ်ဆိုရင်6 over 25 multiply 100 milliliter 25 40 46လီ24 240 milliliter ရတယ်နောက်ဆုံးတစ်ခု10 over 25 multiply 1000 milliliter 25 40အဲ့တော့400 milliliter တော့အဖြစ်ဒီ360အတွက်တစ်ခု240အတွက်တစ်ခု400 milliliter အတွက်တစ်ခုရတယ် Number C a short buy bottle of the fruit drink for $3.20 each is said then at the profit of 15% calculate the selling price of each bottle of fruit drinks အဲ့တော့သူဝယ်ထားတဲ့ဝယ်ရင်းစေးဒီမူရင်းစေး original price က3.20ဖြစ်တယ်တဲ့ပြန်ပြီးတော့သူရောင်းလို့ရှိရင် 15% အမြတ်တင်ပြီးရောင်းမယ်ဆိုရင်ရောင်းစေးကိုရှာခိုင်းတယ်အဲ့တော့ကလေးတို့ဒီ percentage to selling price new price တွေရှာခိုင်းရင်သိထားမယ် formula ဒီ new price ကိုလိုချင်ရင် original value ဝယ်ရင်းစေး original price multiply 1 plus or minus percentage SA decimal ဆိုတဲ့ပုံစံကိုသိထားမယ်အဲ့တော့ new price selling price နောက်ဆုံး final price ကိုလိုချင်ရင် original value multiply ရော့သွားတယ် loss ဖြစ်သွားတယ်ရှုံးသွားတယ်ဆိုရင် minus နဲ့တွက်မယ်တကယ်လို့ profit အမြတ်တင်လိုက်တယ်ဆိုရင် plus နဲ့တွက်မယ်အနောက်မှာပေးထားတဲ့ percent ကိုကျတော့ decimal form နဲ့ပြန်ပြောင်းဖို့လိုတယ်အဲ့တော့အခု selling price ကိုလိုချင်တယ် selling price ဘယ်လောက်လဲဆိုတာသိချင်တယ် equal to original က3.20 multiply 1 profit တင်ထားတဲ့အတွက် plus 15% ကိုဒီset decimal ပြောင်းလိုက်ရင် 0.15 ရတယ်အဲ့တော့မှ3.20 multiply 1.15 3.20 multiply 1.15မြောက်လိုက်ရင်ကလေးတို့ရမယ့်အဖြစ်ဒီ$3.68ရတယ်အဲ့တော့အဖြစ်ဒီ$3.68ဒါဒီချက်ကဒီ formula တစ်ခုတည်းကိုသုံးပြီးတော့ formula ထဲမှာတခါတည်းတိုက်ရိုက်ထည့်ပြီးတွက်တာအဲ့လိုမဟုတ်ဘဲနဲ့ကလေးတို့ဟာ100ပေါ်မှာစဉ်းစားပြီးတွက်ရင်လည်းအတူတူပါပဲဒါပေမဲ့100ပေါ်မှာစဉ်းစားပြီးတော့တွက်ရင်တခါလေကြာရင်တချို့ပု္ပ္ပစာတွေကြာရင်ကလေးတို့လဲသွားတတ်တဲ့အတွက်ကြောင့်မလို့ share က direct formula ကိုပဲတန်တုံးပြီးတွက်ပြတာဖြစ်ပါတယ်နံပါတ် D the number of bottle of fruit drinks so has grown exponentially at a constant rate of
2.5% per year တစ်နှစ်ကို 2.5% နှုန်းနဲ့တက်နေတဲ့ 5 years ago the shop so 16,620 bottles calculate the number of bottles so this year လွန်ခဲ့သော9နှစ်ကသူရောင်းခဲ့တာဒီ16,620ပလင်ပေါင်ရောင်းခဲ့တယ်သူ့ရဲ့နှုန်းဒီ exponentially rate နဲ့တက်သွားတယ်ဆိုတော့ကလေးတို့သိထားမှာဒါဒီ compound interest ပုံစံနဲ့ဖြစ်တယ်လွန်ခဲ့သော9နှစ်ကတစ်နှစ်ကိုတက်တာဒီ 2.5% နှုန်းနဲ့တက်တယ်တဲ့အဲ့တော့ this year မှာ the number of bottles ဘယ်နှလုံးရောင်းခဲ့လဲဆိုတာလို့ရှင်းတယ်အဲ့တော့သူရဲ့ပုံသင်နေရကြတော့ compound interest formula ပုံစံနဲ့တွက်မယ် origin နဲ့ငကိုမူရင်းစေငကိုလွန်ခဲ့သော9နှစ်ကရှိတာဒီ166နှစ်3ညအမြောက် exponential growth နဲ့သွားတဲ့အတွက်1 plus ကိုယူရမယ်ပြီးရင်သူပေးထားတာတစ်နှစ်ကို 2.5% နှုန်းနဲ့သွားတယ် percentage ကိုပြောင်းမယ်အဲ့တော့ 2.5 divided by အောက်က100နဲ့ divide လို့နှစ်က9နှစ်နှုန်းသူတက်သွားတဲ့အတွက်အပေါ်ကအစားပါသည် power exponent တင်ပါသည်5နဲ့ power တင်လိုက်တယ်16620 multiply 1 plus 0.025 power 5 and 16620 multiply 1.025 the whole power 5 နော်ကလေးလို့ရမယ်အဖြစ်ဒီ18804 portal ရပါတယ်အဲ့တော့အနောက်က decimal နဲ့ထုတ်စရာမလိုပါဘူး number of bottles ဖြစ်တဲ့အတွက်18804နဲ့ပဲထားပါ question E မှာမိထားတာ the bottle or juice are 18.5 cm tall correct to nearest millimeter သူပြခိုင်းတာဒီ nearest millimeter နဲ့ပြန်ပြပါတဲ့ they are stored on shelf the distance between the shelf is 23 cm shelf တစ်ခုနဲ့တစ်ခုခြားဒါစင်လေးတစ်ခုနဲ့တစ်ခုခြားအကွာအဝေးက23 cm height ရှိပါတယ်တဲ့ correct to the nearest centimeter nearest centimeter နဲ့ပြန်ပြမယ်ဒီဥစ္စာ calculate the lower bound for the distance d centimeter between the top of the bottom and the shelf above it distance ကိုအခုရှာမယ်ဟာဒီ23တဲ့ကဒီက centimeter နဲ့ပဲတစ်ချက်ကြည့်မယ်23တဲ့က 18.5 ကိုနှုတ်ပါ subtract လုပ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့သိထားရတာဒီအနှုတ်နဲ့အစားဆိုရင်ဖြောင်းမြန် crossing သွားမယ်အဲ့တော့သူ lower bound ကိုရှာခိုင်းရင် lower တဲ့က upper ကိုပြန်နှုတ်ရမယ်ဆိုတာကလေးတို့မမေ့ရပါဘူးကလေးတို့မမေ့တင်ပါဘူးအဲ့မှာကလေးတို့ကိုဒီဟာကို 18.5 cm နဲ့ millimeter ချိန်ခိုင်းတာမဟုတ်အနောက်က 0.5 cm 18.5 cm ကို nearest millimeter နဲ့ချိန်ခိုင်းတဲ့ဟာအခုဒီဟာဒီ18.5 cm က1 decimal ဖြစ်တဲ့အတွက်သူ့ရဲ့ nearest millimeter ဆိုရင်0.1ကိုယူမယ်အဲ့တော့0.1 divided by 2 divided by 2ရှင်းလိုက်တော့ 0.05အဲ့တော့18.5ကို negative 0.05 positive 0.05နဲ့ကျွန်တော်ရေးရမယ်18.5 lower ဖြစ်တဲ့ဟာဒီ negative 0.05 less than equal 18.5 less than 18.5 plus 0.05အဲ့တော့18.5 minus 0.05 တန်ဖို့ဒီ18.45 less than equal 18.5 less than 18.55 ရတယ်ကဲနောက်တစ်ခု23 cm ကို nearest centimeter သူက whole number ဖြစ်တဲ့ integer whole number ဖြစ်တဲ့အတွက်ကြောင့်မလို့23ဆိုရင်ချက်1ယူမယ်1 divided by 2 equal to 0.5 23 minus 0.5 less than equal 23 less than 23 plus 0.5အဲ့တော့ဒါဒီ22.5 less than equal 23 less than 23.05အဲ့တော့သူရှာခိုင်းတာ lower bound d လေးကိုရှာခိုင်းတယ် upper bound lower bound မှာနှုတ်ခိုင်းတာရယ်စာခိုင်းတာရယ်မှာတချို့တို့ကပြောင်းပြန်တွက်မယ် lower ကိုလိုချင်ရင် distance d centimeter d centimeter ကိုလိုချင်တယ်ဒီချက်လိုချင်တာ lower bound ကိုလိုချင်တယ်အဲ့ဒါဆိုရင် lower bound minus upper bound နဲ့တွားရမယ်တကယ်လို့ upper bound ကိုလိုချင်ရင် upper bound minus lower bound နဲ့ပြန်တွားရမယ်အခုဒီမှာ d ကိုလိုချင်တဲ့ဟာဒီဘယ်တွေကပဲနှုတ်ရမလဲဆိုရင်23တဲ့က 18.5 ကိုနှုတ်ရမယ်23အတွက် lower bound ဒီ22.5 minus 18.5 ရဲ့ upper bound ဒီ18.55 ဖြစ်တယ်ကျွန်တော်နှုတ်ပေးရမှာ22.5 minus 18.55အဲ့တော့ရတဲ့အဖြစ်ဒီ equal to 3.95အဲ့တော့ဒီမှာထည့်ရမယ့်အဖြစ်ဒီ3.95 cm ဖြစ်ပါတယ် number 2 question ဒီ The diagram shown on the straight line intersecting two parallel ပြိုင်နေတဲ့မျက်နှာကြောင်းပြိုင်ပြီးတော့ angle ရှာခိုင်းတဲ့ပုံစံမှာအဲ့တော့ကလေးတို့သိရမှာမျက်နှာကြောင်းပြိုင်တဲ့ဖြတ်မြင့်တစ်ကြောင်းကဖြစ်တဲ့ဆိုရင်သူ့ရဲ့ alternate angle တွေတူမယ် corresponding angle တွေတူမယ်
ပြီးရင်ဖြတ်မြင်တစ်ဖက်တည်းရှိ interior angle နှစ်ခုပေါင်းသည်180 degree ဆိုတာသိရမယ် straight line တစ်ခုတည်းကမြင်းဖြောင်းတစ်ခုတည်းမှာရှိတဲ့ထောင်းနေသည်မြင်းဖြောင်းဖြစ်စေတဲ့ထောင်းနှစ်ခုပေါင်းရင်180 degree ဆိုတာသိရအခုကလေးတို့ဒီ38 degree နဲ့ဒီက A ဆိုတဲ့ angle လေးနဲ့နှစ်ခုပေါင်းလိုက်ရင်မြင်းဖြောင်း straight line ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဒီ180 degree ရမယ် A ကိုလိုချင်တဲ့အခါမှာဒီချက်တို့ဒီ180 degree A equal to 180 degree minus 38 degree 180 minus 38 142 degree ရတယ်အဲ့တော့ B A က A နဲ့ B ရဲ့ပုံစံဒီတနည်း angle ပုံစံဖြစ်နေတယ်တနည်းအားဖြင့်ကလေးတို့ပြောရင်ကလေးတို့မှတ်နေတဲ့ Z ဆိုတဲ့ပုံစံဖြစ်နေတယ်အဲ့တော့ A က142ဆိုရင် B ရဲ့ angle ကလည်း142 degree ပဲရပါတယ်နံပါတ် B calculate the interior angle of the regular 12-sided polygon 12-sided polygon ရဲ့ interior angle exterior angle ကိုရှာခိုင်းတယ်အဲ့တော့ interior angle ရဲ့ formula လေးကိုကလေးတို့မေ့လို့မရပါဘူး180 degree into minus 2အဲ့တော့ကလေးတို့ဒီ interior angle ရဲ့ formula လေးကိုမေ့လို့မရပါဘူး180 degree into minus 2 divided by n ဆိုတဲ့ formula ပါအဲ့တော့ side က12 sided ဖြစ်တဲ့အတွက်ကြောင့်မို့ n နေရာမှာ12ကိုစားထုတ်မယ်180 degree multiply 12 minus 2 over 12အဲ့တော့ပုံမှာက180 degree multiply 10 over 12နော်အဖြစ်ဒီ equal to 150ရပါတယ် interior angle တခုရဲ့နောက်ဒီ150 degree ရပါတယ်နံပါတ် C ကကြတော့နံပါတ် C ပုံစံကခြေတို့ကိုတရိကန်အတွင်းထဲမှာစဝိုင်းတွင်းကတရိကန်အတွင်းကထောင်လေးတွေရှာခိုင်းတာပါအဲ့ဒီမှာလဲကလေးတို့တည်ထားမှာဒီ F နဲ့ဗဟိုခံဆောင်ထောင်းဒီဂျန်ဝင်းခံဆောင်ထောင်းရဲ့နှစ်ဆဆိုတာကလေးတို့တည်ထားဖို့လိုအပ်ပါတယ်အဲ့တော့ဒီ F ရဲ့ Fတန်ဖိုးတာရရင်ဒီက angle ဗဟိုခံဆောင်ထားဒီ double နှစ်ဆဖြစ်သွားပါတယ်ကလေးတို့မမပါနဲ့ဗဟိုမှာရှိတဲ့ဟာဒီနှစ်ဆလို့ပြောတာပါအဲ့တော့ပထမဆုံး F ကိုရှာမယ်ဆိုရင်ဒီ F ဒီ F ဆိုတဲ့ထောင့်လေးဒီက MP ကနေခံဆောင်လိုက်လို့ F တောင်ဖြစ်တယ်အဲ့တော့ MP ရဲ့အပြင်အဝန်းမှာရခံဆောင်ထားရဲ့ဟာဒီဒီလိုတဲ့အရာ56ဆိုရင်သူ့ရဲ့ထဲမှာခံဆောင်ထားရဲ့ MP ရဲ့အတွင်းတိုင်းမှာခံဆောင်ထားရဲ့တောင် F ကဒီ56 degree ရပါတယ်အဲ့တော့ F တန်ဖိုး56ရပါတယ်ဒီချေတို့ကဒီ O ထောင်းကိုရမယ် O ဒီ56ရဲ့ double နှစ်ဆဖြစ်တယ်56အမြောက်နှစ်ဆဆိုရင်112ဒီတဲကတောင်းဒီ112 degree ရတယ်အဲ့တော့ဒီ OM နဲ့ OB ကတည်ထားတာ radius ဖြစ်တယ်အဲ့တော့နှစ်နားညီရင်အတွင်းနှစ်ထောင်ညီမယ်ဒီက G ဆိုရင်ဒီဘက်မှာလည်း G အဲ့တော့180 degree တဲ့အခါကျတော့112ကိုနှုတ်လိုက်မယ်180 degree minus 112ကိုနှုတ်ရင်ကျန်တဲ့ G တန်ဖိုးနှစ်ခုဖြစ်တဲ့အောက်ကနှစ်နားညီနှစ်ထောင်ဆိုတော့နည်းနည်းစားလိုက်တော့180အနှုတ်112ပြီးရင် divided by 2ဆိုရင်တောင်အတွင်းထောင်တစ်ခုတည် G တစ်ခုရဲ့တန်ဖိုးတည်34ရပါတယ်အဲ့တော့ G တန်ဖိုးဟာ34တည်တယ်ကလေးတို့ကမတက်ကြတာဒီတတိလက်လုံးမတက်ကြတာဒီ F က56ဆိုရင်ဒီ O ထောင်းကို half သွားယူတတ်ကြတယ်မှားပါမယ် O ဒီဗဟိုမှာဖြစ်တဲ့အတွက် double ဖြစ်ပါတယ်နံပါတ် D က the angle that diagram show the cyclist quadrilateral စောင့်ဝိုင်းတွင်ကြစတုကန်တစ်ခုပေးထားတယ်သူရှာခိုင်းတာ find the value of k ရဲ့ value ကိုရှာခိုင်းတယ်အဲ့တော့ဒီထဲက2000ရတဲ့အတွက်ဒီချက်တို့ဒီထောင်းရမယ်180တဲ့ကဒီနှစ်ခုပေါင်းခြင်းကိုနှုတ်လိုက်ရချက်တို့ဟာဒီခြားတွေကတောင်းရမယ်အဲ့တော့180 degree minus 24 plus 27 degree နော်180 minus 24 plus 27နော် equal to 129 degree ဒီထဲကတောင်းဒီ129ဖြစ်တယ်129နဲ့ cyclist ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီထိတ်နှစ်ခုသူတို့နှစ်ခုဒီစောက်ဝိုင်းမှာလာပြီးတော့ cyclic quadrilateral ဆိုရင်စောက်ဝိုင်းထိတ်နှစ်ခုမှာလာထိထားတဲ့တောင်းတစ်စုံပေါင်းခြင်းဒီ180 degree ဖြစ်တယ်အဲ့တော့180တဲ့ကကျတို့192ကိုနှုတ်မယ်ဆိုရင်ကျတို့လိုချင်တဲ့ဟိုဘက်က opposite ကိုပြန်ရပါအဲ့တော့အခု192 129ရပါပြီ129နဲ့ဒီက K နဲ့ဒီ cyclic quadrilateral ဖြစ်တဲ့အတွက်သူတို့နှစ်ခုထိတ်နှစ်ခုထိနေတဲ့အာ cyclist မှာစောက်ဝိုင်းမှာလာပြီးတော့ထိရပါမယ်မထိဘဲနဲ့ဆိုရင်ကျတို့မရပါဘူးစောက်ဝိုင်းမှာလာထိရတဲ့အတွက်ဒီ K တောင်းနဲ့129နဲ့ပေါင်းရင်180ရမယ်အဲ့တော့ K ကိုလိုချင်ရင်180 minus 129နှုတ်လိုက်ရင်51 degree K တန်ဖိုးဒီ opposite angle ဖြစ်တဲ့အတွက်သူက51 degree ရပါတယ် Number 3 the table show the time that each of 40 students takes to travel to school
time in minute နဲ့ frequency ပေးထားပါတယ် calculate the estimate of the mean နဲ့ mean တန်ဖိုးရှာခိုင်းတယ်အဲ့တော့ summation estimate of the mean ကိုရှာခိုင်းတဲ့အခါမှာကလေးတို့က total value ကိုကြည့်ပြီးတော့ total number အရေအတွက်နဲ့စာအဲ့တော့ total number အရေအတွက်ဒီ summation f ကိုရှာတာပါ frequency total စုစုပေါင်းဒီ40 student ဖြစ်တဲ့အတွက်40 3ရဲ့18ရဲ့15ရဲ့4ရဲ့ပေါင်းလိုက်လဲ40ပဲရပါတယ်ပြီးရင်ဒီကြားထဲကဒီစရိုးက data တွေကိုသူတို့ရှာမယ်သူက interval နဲ့ပေးထားတဲ့အတွက်တန်းရိုက်ရှာလို့မရဘူးသူတို့ရဲ့ midpoint ကိုရှာပါရအရင်ဆုံး midpoint လေးတွေရှာဖို့အတွက်ကိုအကျန်းလေး default frequency table လေးပြန်ပြီးတော့ဆွဲလိုက်ပါမယ်ဒီမှာက time ပြီးရင် frequency ပြီးရင် midpoint ပြီးရင် f နဲ့ f နဲ့ frequency နဲ့ midpoint နဲ့မြောက်ထားတယ်အဲ့တော့0 to 10အတွက်တစ်ခု10 to 25ပြီးရင်25 to 40 40 to 60အဲ့တော့သူတို့ရဲ့ frequency တွေက3 18 15 4ပြထားတယ် midpoint ဆိုရင်ဒီ interval နှစ်ခုကိုပေါင်း2နဲ့စာ point နှစ်ခုပေါင်းနဲ့စာ5ဒီမှာဆိုရင်25နဲ့10နဲ့ပေါင်းတော့35 divided by 2 17.5ရတယ်ပြီးရင်25နဲ့40 interval နှစ်ခုပေါင်း65 divided by 2ဆိုရင်32.5ရတယ်ပြီးရင်နောက်တစ်ခုက40နဲ့60ရတယ်100 100 divided by 2ဆိုရင်50ရတယ်ပြီးတော့မှဒီနှစ်ခုကိုမြောက်မယ်ငါ3လီ15ပြီးရင်18 multiply 17.5မြောက်လိုက်ရင်315ရတယ်ပြီးရင်15 multiply 32.5 487.5ရတယ်4 multiply 50 200ရတယ်ပြီးတော့မှဒီထဲမှာဒါတွေကိုအကုန်လုံးပြန်ပေါင်းလိုက်မယ် fx total summation fx equal to 15 plus 315 plus 487.5 plus 200အဲ့တော့1017.5ရတယ်ဆိုတော့ summation mean ကိုရှာခြင်းနဲ့ mean equal to 1017.5 over 40အဲ့တော့ရတာဒီ25.438 4375 4375 minute ရတယ်ဟုတ်ပြီအောက်က histogram ဆွဲခိုင်းပြီ histogram ဆွဲခိုင်းတဲ့အခါမှာကျွန်တော်လိုတာဒီ frequency ကမရတော့ဘူး frequency density လိုအပ်ပါတယ် frequency density ကိုလိုချင်တယ် frequency density ကိုလိုချင်ရင် frequency divided by class width နဲ့ပြန်စားမယ်အဲ့တော့ဒီကနေ class width ကိုဒီကနေတခါတည်းရှာထားမယ် class width ကိုရှာတာဒီ interval နှစ်ခုကို0နဲ့10နဲ့နှစ်ခုကိုနှုတ်တာပါ10 minus 0က10ရတယ်10 to 25ဆိုရင်25ထက်က10ကိုနှုတ်လိုက်ပါတယ်15ရတယ်ပြီးရင်40 minus 25 15ရတယ်60 minus 40ဆိုရင်20ရတယ်ပြီးရင် frequency density လေးကိုရှာထားမယ်ဒီဘက်မှာ frequency density တော့ frequency density ကိုလိုချင်ရင် frequency over class width နဲ့စာ frequency က3 over 10က 0.3ရတယ် frequency 18 over class width က15ဆိုရင် 1.2 ပြီးရင်15 over 15က1 4 over 20 0.2ရတယ်အဲ့တော့ဒီမှာက histogram ဆွဲမယ် histogram ဆွဲတဲ့အခါမှာဒီဇယားတစ်ခုဒီဆက်ပြန်ပြီးတော့တစ်ခါတည်းပြန်ဆွဲလိုက်တာပါ0 to 10က frequency density 0.3 0.123လာသည်0 to 10အတွက်ရပြီတစ်ချက်ပြီးရင်နောက်တစ်ခုက10 to 25 10 to 25က 1.2နာဒီ1.2ပြီးရင်25 to 40က1အတိ1အတိပြီးတော့40 to 60က 0.2 0.1 0.2ဒါပြီးရင်ဒီဟာလေးကို shake လုပ်ပေးလိုက်ရပါပြီဒီပါဒါဆိုရင် frequency density histogram ဆွဲပြီးရဖြစ်ပါတယ်number 3 two students are selected and random from
from the 40 student 40ထဲက2ယောက်ကိုရွေးချယ်ပါမယ် calculate the probability that one student takes more than 25 minutes and the other student take 10 minutes or less to travel to school သူ2ယောက်ရွေးခိုင်းတယ်တစ်ယောက်ကကြတော့ more than 25 minutes 25 minutes ထက်ပိုတဲ့အရာကြီးအတွက်ရယ်ပြီးရင် other student က10 minutes or less 7 minutes နဲ့10 minutes up နေတဲ့လူကိုကျွန်တော်တို့ရွေးခိုင်းနေတာဖြစ်ပါတယ်အဲ့တော့ပထမဆုံးကလေးတို့က more than 25 minutes ကိုအရင်ရှာကြည့်မယ်အယောက်40မှာ more than 25 minutes 25 minutes ထက်ကျော်တဲ့လူ25တဲ့ကျော်တာက19ယောက်ရှိတယ်19ရှိတယ်ပြီးရင်10 minutes နဲ့10 minutes အောက်က3ယောက်ရှိတယ်ရွေးချယ်မှာ2ယောက်ရွေးချယ်မှာဖြစ်ပါတယ် probability 2 student 2ယောက်ရွေးမယ်အဲ့2ယောက်ဒီပထမတစ်ယောက်က more than 25နဲ့နောက်ထပ်တစ်ယောက်က10 minutes or less လို့ပြောတဲ့အတွက်ကြောင့်မလို့ more than 25က19 by 40တယောက်ရော့သွားတဲ့အတွက်အောက်က39 total မှာ39အဲ့တော့10 minutes or less က3ဒါမျိုးလည်းဖြစ်နိုင်တယ်လို့ဒါကပထမဆုံးရွေးလိုက်တာဒီ more than 25အဲ့လိုမဟုတ်ဘဲနဲ့10 minutes or less ကိုအရင်ရွေးမယ်3 by 40 multiply 19 by 39လည်းဖြစ်နိုင်တယ်အဲ့တော့ဒါအောင်နည်းနည်းမြောက်လိုက်တာနဲ့အဖြစ်တူတူပါပဲ19 by 40 multiply 3 by 39နှစ်ခါဖြစ်တဲ့အတွက်2 into 19 multiply 3 by 40 multiply 39ဒီလိုပုံစံကြည့်လိုက်တဲ့အတူတူပါပဲအဲ့တော့နောက်ဆုံးအဖြေဒီ19 by 260ဖြစ်ပါတယ် probability တန်ဖိုးကနံပါတ် B this is some information about the time that 200 people took to fill in the questionnaire the longest time taken was 30 minutes the medium time was 22 minutes the lower quartile was 8 minutes the interquartile range is the interquartile range was 19 minutes the range was 25 minutes write down the shortest time takenအတူဆုံးအချိန်ကိုကျွန်တော်တို့ကိုရေးခိုင်းနေတာအခုပေးထားတဲ့ထဲမှာသူက interquartile ပါတယ် lower quartile upper quartile interquartile range ပါတယ်အဲ့ဒီထဲမှာ median နေတန်ဖိုးတွေပါတယ်အငယ်ဆုံးတန်ဖိုးကိုရေးခိုင်းတယ်အဲ့တော့အကြီးဆုံးနဲ့အငယ်ဆုံးရဲ့တန်ဖိုးဒီ interquartile range ကိုတည်ထားမယ်နံပါတ် B this is some information about the time အခုဒီပုတ်စာမှာပေးထားတာ longest time taken ကအချိန်အကြာဆုံးဒီ30 minutes 30ကအချိန်အကြာဆုံးပေးထားတယ်ပြီးရင် longest ဒီ maximum ဖြစ်သွားပြီ longest ဒီ maximum က30 minute ပေးထားတယ်ပြီးရင် median တန်ဖိုးက22 minute lower quartile Q1 equal to 8 minute ပေးထားတယ်ပြီးရင် interquartile range IQR လို့ချင်းရင် Q3 minus Q1 equal to 19 minute အဲ့တော့ Q3 equal to 19 plus Q1 က8 equal to 29ကဒါ Q3 တန်ဖိုးပေးတယ်ပြီးရင် range ကိုပေးထားတယ် range ကိုလိုချင်ရင်တဲ့ highest တဲ့က maximum နဲ့က minimum ကို no အဲ့တော့ maximum minus maximum တန်ဖိုးက30 minus range ကကျွန်တော်တို့ကို25ပေးတယ်အဲ့ချိန်မှာ minimum တန်ဖိုးရလာအဲ့တော့ minimum တန်ဖိုးဒီ equal to 30 minus 25 equal to 5အဲ့တော့ minimum minute ကshortest time minute က5 minute ဖြစ်တယ်အခုဒီမှာသူဆွဲခိုင်းတာဒီ block sandwich က block ကိုဆွဲခိုင်းတယ်အဲ့ဒီမှာဒီကျွန်တော်တို့လိုအပ်တဲ့အရာတွေအကုန်သိသွားပြီ maximum က30နေရာမှာအချောင်းတစ်ချောင်းဆွဲလိုက်မယ်30နေရာမှာချက်မှန်ဆွဲထားတယ် maximum minimum တန်ဖိုးက5 minimum တန်ဖိုးရတယ်ပြီးရင်နောက်ထပ်Q1 တန်ဖိုးက8ရှင်းနေရာမှာQ1ဒါမဲ့ပြီးရင် Q2 က median က22Q2 တန်ဖိုးရတယ်ပြီးရင် Q3 တန်ဖိုးက27အဲ့တော့မှကျွန်တော်ဒီကနေ box လေးဆွဲလိုက်မယ်ဒီလိုလေးဆွဲပေးလိုက်တယ်ဒါလေးတစ်ခုဒါဒီ box ပုံစံလေးဆွဲပြီးတော့မှကျွန်တော်တို့အနားတက်လေးတွေပို့ပြီးတော့တက်ရက်သွားအောင်ပြန်ဖြတ်လိုက်မယ်
နော်ပြီးရခါမှာကလေးတို့ကဒီနေရာလေးတက်ကဒါအနည်းဆုံး minimum က5 10ပြီးရင်ဒီတက်လေးကဆိုလို့ရတာ Q1 တန်ဖိုးက8ပြီးရင်ဒါက Q2 Q3 တန်ဖိုး22ပြီးရင် Q3 က27ဟုတ်ပြီပြီးရင်ကလေးတို့တခါတည်းတန်းပြီးတော့ဒီ box plot whisker plot ဆိုရင်အောက်မှာဆက်ပြီးတော့ percent နဲ့မြန်ထပ်မေးမှဆိုလို့ကျွန်တော်က percent လေးတွေပါဒီထဲမှာခွဲပြီးတခါတည်းမှတ်ထားလိုက်မယ်ဒီကြားထဲကနှစ်ခုကြားတန်းမိုးဒီ25%ဒါလည်း25ဒီကြားထဲကလည်း25%ရတယ်အဲ့တော့အောက်ကဆက်ကြည့်အောင်နံပါတ်3 George say that 101 of the 200 people လူအယောက်200မှာတဲ့တယောက်နဲ့တယောက်ဒီ took more than 22 minutes to fill in the question အဲ့ explain why he is wrong ဘာလို့မှားလဲဆိုတဲ့ဟာကိုကျွန်တော်ရှင်းပြပါဒီထဲမှာကြည့်လိုက်ရင်50%အလဲခေါင်းမှာရှိတာဒီ22 median က22ဖြစ်နေတယ်အဲ့တော့22ရဲ့အပေါ်မှာ above 22 minute က50%ဖြစ်နေတယ်lower 22 minute က50%ဖြစ်နေတယ်အယောက်200ရှိခဲ့ရင်ကလေးတို့ကအယောက်200ရှိခဲ့ရင်50%လို့ပြောရင်အယောက်100 people ဒီ more than 22 minute less than 22 minute ဖြစ်သွားတယ်100 people အောက်မှာ100ရှိတယ်အပေါ်မှာ22 minute ရဲ့အပေါ်မှာ22 minute ရဲ့အောက်မှာ100ရှိတယ်အခုဒီမှာ तू က100တယောက်က100တယောက်လို့ပြောတဲ့အတွက်ကြောင့်မလို့ဒီချက်တို့ကဒီနေရာ तू ဘာလို့မှားလဲဆိုတဲ့အကြောင်းပြချက်ကိုကျွန်တော်ပြန်ရေးရမယ်အဲ့တော့တည်ထားရမှာဖြေမယ်ဆိုရင်ကလေးတို့က median is 22 minute median is 22 minute median အလဲကောင်က22 minute ဖြစ်တယ်အဲ့ဒါဒီတဲ့ which is 50% of people 50% of the 200 people 200 people ရဲ့200လူအယောက်200ရဲ့50ရာခိုင်နှုန်းဖြစ်တယ်အဲ့တော့ 101 is more than ဘာတက်ပို့နေလဲဆိုရင်အယောက်100ရဲ့ above မှာရှိတယ် more than 50% of total people အဲ့ဒါဒီဟာလေးကအဓိကဒီ22က medium ဆိုတဲ့ဟာကိုပြောပြနိုင်ရမယ်အယောက်200ရဲ့ 50% က22မိနစ်ရဲ့အပေါ်22မိနစ်ရဲ့အောက်ဆိုတဲ့အကြောင်းကလေးတို့ရှင်းပြနိုင်ရပါတယ်အမှတ်ရမှာဖြစ်ပါတယ်တော့ဒီရှင်းတဲ့ပုဒ်စာမှာအဓိကပါမှာဒီ median က22မိနစ်ဆိုတာပါရမယ်200 people ရဲ့ 50% 200ရဲ့50ရာခိုင်နှုန်းဒီ22မိနစ်ရဲ့ above မှာလည်းရှိတယ် below မှာလည်းရှိတယ်အဲ့အချက်ကိုလည်းကလေးတို့ပါအောင်ရှင်းပြနိုင်ရင်အဆင်ပြေပါဖြစ်ပါတယ် Number 4 Now the diagram show a tank in the shape of a hand cylinder or radius 12 cm and length 1 meter the tank is fixed horizontally and is completely filled with water ဒီဟာဒီ cylinder ကို half cylinder ပုံစံဖြစ်တယ်တဲ့ Calculate the volume of water in the tank ဒီထဲမှာရှိတဲ့ရေရဲ့ volume ကိုရှာခိုင်းတယ် and nearest 10 cm cube 10 cm cube ဆိုဥပမာကလေးတို့ကိုထုတ်ခိုင်းတာဒီ10 20 30 10 cm cube လို့ပြောတဲ့ဟာဒီဥပမာ1010 9010 9020 9030 10ပြည့်နဲ့ထုတ်ပေးပါလို့သူပြောတာဖြစ်ပါတယ်အဲ့တော့မှကလေးတို့ဒီ cylinder ရဲ့ formula လေးကိုသိတာမယ် cylinder ရဲ့ volume ကိုရှာတာဒီ V equal to pi r square h base area အမြောက် height အခုက half cylinder ဖြစ်တဲ့အတွက် half volume ဆိုတော့ 1.2 pi r square h နဲ့သွားမယ်1/2 multiply pi multiply r radius က12 multiply 12 height က1 meter အဲဒီမှာ meter နဲ့ centimeter ကလေးတို့ခြားနာချက်တတိထားမယ် unit ဆက်တွဲချက်လေးကိုတတိထားမယ်1 meter မှာ100 centimeter ဖြစ်တဲ့အတွက်100 centimeter လေးနဲ့ multiply လုပ်မယ်50အမြောက်တော့ကလေးတို့ရလာတဲ့အဖြေဒီ22619.47 centimeter cube တော့အဖြေထုတ်ရင် nearest 10ဖြစ်တဲ့အတွက်အဖြေဟာဒီ619 လို့မထုတ်တော့ဘဲနဲ့ဒီ0က20လို့ပြောင်းထုတ်ရပါမယ် Number 2မှာမိထားတာ water is removed from the tank တဲ့ငယ်ကနေရေကိုဖယ်ထုတ်မယ်တဲ့ until the level of water is 6 cm below the top of the tank the diagram show the cross section of the tank cross section ဖြတ်ထားတဲ့ဘောင်ပြထားတယ် calculate the volume of water that is now in the tank ထဲမှာရှိတဲ့ရေရဲ့ volume ကိုပြန်ရှာခိုင်းနေတာဖြစ်ပါတယ်အဲ့ဒီမှာအခုကလေးတို့ကဒီကနေဒီထိတ်ကနေအောက်ထိက radius ကိုပေးထားတယ်12ပေးထားတယ်အခုတဝက်ကိုသူဖြတ်ထုတ်လိုက်တယ်တဲ့6 cm အထိ short ချလိုက်တယ်တဲ့ပြောတယ်အဲ့တော့ဒီလို short လိုက်တာဖြစ်ပါတယ်အဲ့တော့အပေါ်မှာ6 12တဲ့က6ကိုနှုတ်လိုက်တဲ့အခါမှာအပေါ်မှာ6 cm အောက်မှာ6 cm ကျန်အဲ့တော့အခုကျန်တဲ့ပုံအရာဆိုဒီမှာဒီဘက်ချမ်းမှာလည်း
ဒီလိုဒီချက်တို့ဖြတ်သွားတယ်ဒီဟာဒီလိုသွားမယ်အဲ့တော့မှချက်တို့ကျန်တဲ့ရေဒီအပိုင်းလေးဒီအောက်လေးဒီနေရာမှာရေအပြည့်ရှိအဲ့တော့ဒီအောက်မှာရှိတဲ့ရေရဲ့ volume ကိုရှာခိုင်းတာဖြစ်ပါတယ်အဲ့တော့အခုဒီပုံကိုကြည့်လိုက်မယ်ဆိုရင်ချက်တို့ရှာမှာဒီအောက်တော့ကြောင့်မလို့ကလေးတို့မှားပြီးတော့ရှာတတ်ကြတာလေဒီအပေါ်ကရလာတဲ့ volume ကိုတဝက်ဝက်လိုက်တယ်ဒီက12ကို6လောက်လိုက်တဲ့အတွက်တဝက်ဆိုပြီးတော့ဒီမှာလဲသွားပြီးတော့တဝက်သွားလောက်ကျက်တယ်ကလေးတို့ကအဲ့ဒါမျိုးလုပ်လို့မရပါဘူးတတိထားပါမယ်ဒီချက်စဉ်းစားလိုက်တဲ့ပုံစံကဒီထဲမှာရှိတဲ့ရေရဲ့ volume ကိုရှာမယ် volume ကိုလိုချင်တိုင်းမှာကလေးတို့က base area နဲ့ height နဲ့မြောက်တယ်volume ကိုလိုချင်ရင်သူ့ရဲ့ chin တွေက height ကတော့မပြောင်းလဲဘူးကလေးတို့1 meter ဆိုတော့100 cm ကိုပဲတွက်မယ်အောက်က base area cross sectional area ကိုကျွန်တော်ရှာဖို့လိုတယ်ဒီ base area ရှာဖို့ဆိုရင်ဒီချက်အခုဒီလိုပုံလေးဒီချက်ဖန်တီးလိုက်တယ်ဒီကနေဒီလိုပုံဖန်တီးလိုက်တဲ့အခါမှာအခုဒီရလာတဲ့ကလေးတို့မြင်ရတဲ့ဒီဘိုင်းလေးကဘာနဲ့တူလဲဆိုတော့ sector ပုံစံလေးဖြစ်သွားတယ်ဒါဒီ sector တစ်ခုဖြစ်သွားတယ်ဒါဒီ sector ဒီ sector ရဲ့ area ကိုနှစ်ချမ်းပေါ့နော်ဒီဘက်တစ်ချမ်းလည်းအတူတူပဲကျွန်တော်တို့နှစ်ချမ်းရှာမယ်အတွက်ကြောင့်မို့ဒီဘက်မှာဒီမှာလည်း sector တစ်ခုဖြစ်သွားတယ်တစ်ချမ်းကိုရရင်ဒီချက်ဟိုဘက်ကိုနှစ်နဲ့မြောက်ချလိုက်ရင်ဟိုဘက်တစ်ချမ်းကိုရအဲ့တော့ချက်ဒီဘက်တစ်ချမ်းအတွက်ပဲရင်စဉ်းစားကြည့်အောင်ဒီဘက်တစ်ချမ်းမှာဆိုရင်ဒီဘက်ကိုခဏမိထားလိုက်မယ်เนาะအတူတူပဲဆိုတော့ဒီဘက်တစ်ချမ်းမှာဒီအခု sector area တဲကဒီဘော triangle area ကိုဖယ်ထုတ်လိုက်နိုင်ရင်ဒီချက်တို့အောက်ကရှိတ်တဲ့သူလိုချင်တဲ့ဒီအခုဒီရှိတ်တဲ့ areaဒီအောက်ကအပိုင်းလေးကိုဒီချက်ရမယ်ဟုတ်တယ်နော်အခုပေးထားတဲ့ဟာဒီ sector ပုံစံဖြစ်သွားတယ်sector ပုံစံဖြစ်အောင်မြင်အောင်ကြည့်လိုက်တယ်အဲ့ထဲကနေပြီးတော့ sector area တွေကအပေါ်ကအပြာရောင်ရှိတ်တက်လုပ်ထားတဲ့ triangle area ကိုဖယ်ထုတ်လိုက်ရင်ဒီချက်လိုချင်တဲ့အောက်ကအပိုင်းလေးကိုပြန်ရအောင်ဒီချက်လိုချင်တဲ့အောက်အပိုင်းလေးရှိတ်တဲ့ area မိကုံးကမေးထားတယ်ရေရဲ့ရှိတ်တဲ့ area တစ်ချက်ရမယ်အဲ့တော့ sector area ဆိုရင် area of sector လို့ချင်းရင်တဲ့theta by 360 degree into pi r square အဲ့တော့ pi r square က r radius ကသိပြီ pi ကလည်းရတယ် theta လို့နေတာကျွန်တော်တို့ဒီဂျားလေးတွေက theta ကိုရှာဖို့လိုအပ်တယ်ဂျားလေးတွေကဒီ theta ကိုရှာရမယ်ဒီဟာဒီချက် theta လို့ပေးလိုက်မယ်ဒီ theta ကိုရဖို့အတွက်ဆိုရင် theta ကိုရှာလို့ရနိုင်ရင်ဒီချက် theta မှာ area sector ကိုရမယ်အဲ့တော့ဒီ theta က triangle နဲ့မှာလည်းကလေးတို့ကြည့်လိုက်ရင် triangle မှာလည်းဒီ theta ပါနေတယ်အဲ့တော့ဒီ theta တစ်ခုကိုပဲကျွန်တော်ရှာရတော့ theta ကိုရှာဖို့အတွက်ကိုဒီ triangle နဲ့တစ်ချက်ကြည့်အောင် triangle ဒီ theta နဲ့6 cm က adjacent side ဖြစ်နေ adjacent ဒီဟာဒီ perpendicular ဖြစ်တဲ့အတွက်ဒီကောင်က hypotenuse ဖြစ်သွားတယ်ဒီ hypotenuse ရဲ့ side ကိုကြည့်လိုက်တဲ့အခါမှာလည်းဒီ hypotenuse ကိုကြည့်စဉ်းစားတဲ့အခါမှာဒီ hypotenuse ဒီ radius ပြန်ဖြစ်သွားတယ်ဟုတ်တယ်နော်ဒီ center ကနေစောင့်ဝိုင်းကိုထိထားတဲ့ဟာဒီ radius က12ဖြစ်သွားပြီအဲ့တော့ဒီချက်သုံးလို့ရပြီလေဒီမှာ right triangle ဖြစ်တဲ့အတွက် a by h ကိုသုံးလိုက်တယ် theta ကိုလိုချင်ရင် a by hဒီအချိုးမှာဆိုရင် ah က cos အချိုးဖြစ်တယ် cos theta ဖြစ်သွားတယ်အဲ့တော့ a တန်ဖိုးဒီ adjacent က6 hypotenuse က12 equal to cos theta တော့ရှယ်ရလာတဲ့ theta ဒီ cos inverse 1 by 2 cos inverse 1 by 2ရတယ် cos 0.5က60ရပါတယ်အဲ့တော့ theta equal to 60 degree ဒီခြားလေးနဲ့ထောင်ပြီး theta 60ရတယ်ဒီချက် area of sector ရှာလို့ရပြီအဲ့တော့ sector area of sector equal to 60 over 360 into pi အမြောက် radius တန်ဖိုးဒီချက်တို့ထည့်မယ် radius က12 multiply 12 multiply radius တန်ဖိုး12ထည့်မယ်12 multiply 12ဒီမှာဒီရတာဒီ24 pi ရပါပြီဒီ sector တစ်ခုလုံးရဲ့ဟာဒီ24 pi အဲ့ဒါကဒီချက်အပေါ်က triangle ချက်ဖယ်ထုတ်မယ်အစိမ်းအပြာရောင်ပြောင်လေးနဲ့ခြေထားတဲ့ triangle ကိုဖယ်ထုတ်မယ် triangle area က area of triangle equal to 1 by 2ဒီချက် angle တိထားတဲ့အတွက် AB sin theta နဲ့သွားမယ် AB ကဘေးကအနာဒီဘက်သူ့ဘေးကလမ်းက12အမြောက်ဒီဘက်ကကတ်နေတဲ့ဟာ angle theta နဲ့ကတ်နေတဲ့ဟာ6 into 1 by 2 AB sin 60 degree နဲ့သွားလိုက်တယ်အဲ့တော့နှစ်တလီနှစ်6လီစနစ်ဒါ6လီ36အမြောက် sin 60 equal to 18 root 3ရတယ်18 root 3ကဒီဟာဒီ triangle area ဒီဆက်လို့ကျန်တာအောက်က shaded လောက်ထားတဲ့အနီရောင် shaded region shaded region ကိုဒီဆက်လို့ကျန်တယ်
လိုချင်နေဆိုရင်ရှိတ်တက်ကဒီဆရာတို့ကနှစ်ချမ်းဆိုတာတည်တာမယ်ဒီဆရာဒီဘက်တစ်ချမ်းပဲရှာလို့မရဒီဘက်တစ်ချမ်းနှစ်ချမ်းဆိုတော့အတူတူပဲဟိုဘက်ကဒီဘက်ကနှစ်ချမ်းလုံးတူနေတဲ့ဒီဆရာနှစ်နဲ့မြောက်လိုက်2 multiply ဒီလိုဆက်လိုက်တာဒီဘက်တစ်ချမ်းကိုပါဒီဆရာရှာရမယ်အောက်ကအနီရောင်နဲ့ရှိတ်တက်ကဒီဘက်မှာရှိတ်တက် region ဒါ red နဲ့ရှိတ်တက်လောက်ထားတဲ့shaded region red က2နှစ်ချမ်းဖြစ်တဲ့အတွက်2နဲ့မြောက်မယ်အဲ့ထဲက sector area ဖြစ်တဲ့24 pi နဲ့ကဒီဆက်အပေါ် triangle area 18 root 3ကိုဒီဆက်နှုတ်လိုက်တယ်အဲ့ဒါ2 multiply 24 pi minus 18 root 3နှုတ်လိုက်တဲ့အခါမှာ equal to 88.4426183ရတယ်အဲ့ဒါရှိတဲ့အောက်က area region ပဲရတယ်ရှိတဲ့ region area တွေပဲရတယ်အောက်က area နဲ့ဒီဆရာတို့ကိုရှာခိုင်းတာဒီ volume of water ကိုရှာခိုင်းတာ volume ကိုလိုချင်ရင်တဲ့သူရဲ့ formula က base area နဲ့အမြောက် height နဲ့မြောက်ရမှာ base area နဲ့ height နဲ့မြောက်တယ် base area အခုရတာက 88.4426183 multiply height ကမပြောင်းလဲဘူး100အဲ့တော့မြောက်လိုက်တော့884နှလုံးမြောက်လိုက်တဲ့44.26 cm ကျူရတယ်အဲ့တော့သူကမိကုံးမှာ nearest centimeter အပေါ်10 cm ကျူအပေါ်မှာအဲ့တော့အောက်မှာပါဒီချက်ရှာလို့လေရေးမယ်ဆိုရင်ကလေးတို့က8844ဆိုတော့40 cm ကျူအဲ့ဆိုဖြေရပါတယ်နောက်လာမယ့်ဗီဒီယိုလေးတွေမှာလည်းဒီပုံစံတနည်းချိုးလေးတွေကိုဆက်ပြီးတော့ရှင်းပြတင်ပြပေးသွားမှာဖြစ်ပါတယ်